လေတနာစရာဟဲ့ရှက်ပါတယ်ကွာရွှေမင်းသမီးလေးအနာမှာတပွားမှမကွာခင်ကညချင်းချင်းမဘုံပမာယုံယုံပါကိနေရင်မောင်နှံများအတွင်မကွဲပဲနေနေတာအချစ်ရာမောင်ရွှေရိုးလူပြက်ကလေးတနာစရာဟဲ့ကိုရှက်ပါတယ်ကွာလို့ရွှေမင်းသမီးလေးအနာမှာတပွားမှမကွာခင်ကညချင်းချင်းမဘုံပမာယုံယုံပါကိနေရင်မောင်နှံများအတွင်မကွဲပဲနေနေတာအမိယာအငိမ့်ကုန်ပေါ်မှာကတော့ကိုနာမကနဲ့တရားလို့ဇက်ခုံပေါ်မှာကတော့ကိုနာမကနဲ့တရားလူပြက်ကလေးတွေဘယ်ညာနဲ့ဖက်မှာပျော်ရွှင်မြတ်သားကြီးတဲ့နဲ့ပါလို့အငိမ့်ကုန်ပေါ်မှာကတော့ကိုနာမကနဲ့တရားဇက်ခုံပေါ်မှာကတော့ကိုနာမကနဲ့တရားလူပြက်ကလေးတွေဘယ်ညာနဲ့ဖက်မှာပျော်ရွှင်မြတ်သားကြီးတဲ့နဲ့ပါလို့မင်းသမီးကိုပိုးရတာနှစ်လတာရှည်ကြာဘလောက်ကြာပေါ့အစားရကိုပဲဇွဲမျိုးခံချစ်ခဲ့သူအမှန်ပါလဲနေလေအောင်မြင်းဆောင်မပြန်အားလုံးသိကြတာဘလူတွေသိပေါ့ရွှေမင်းသမီးနဲ့မောင်ရွှေရိုးဟာတနေ့တော့ရကြမှာဘယ်တော့မှမရနိုင်ဘူးအငိမ့်ကုန်ပေါ်မှာကတော့ကိုနာမကနဲ့ဆရာလို့ဇက်ခုံပေါ်မှာကတော့ကိုနာမကနဲ့ဆရာလူပြက်ကလေးတွေဘယ်ညာနဲ့ဖက်မှာပျော်ရွှင်လျက်သားကြီးတဲ့နဲ့ပါလို့မင်းသမီးကိုပိုးရတာနှစ်လတာရှည်ကြာအစားရကိုပဲဇွဲမျိုးခံချစ်ခဲ့ရဆိုမှန်ပါဗျာဘယ်လိုပဲချစ်ပေါ့လဲနေလေအောင်မြင်းဆောင်မပြန်အားလုံးသိကြတာသိပါစေလေရွှေမင်းသမီးနဲ့ကျွန်တော်မောင်ရွှေရိုးဟာတနေ့တော့ရ